ကဲကျွန်တော်တို့ဒီ DBB channel လေးကိုအစဉ်တသက်ကြည့်ရှုအားပေးနေတဲ့ကမ္ဘာအနှံ့နိုင်ငံအသီးသီးကညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးဖြစ်ပါစေလို့ကျွန်တော်တို့ဒီ DBB channel ကနေပြီးတော့ရှေးဦးပထမစွာစုမုံကောင်းတောင်းပေးပါရဗျ။ကဲဟုတ်ပြီညီကိုတို့ရဲ့ဒီ season လေးကတော့ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့သတင်းအစုံအလင်ကိုကျွန်တော်အနေနဲ့ဒီ video လေးမှာအကုန်လုံးကိုညီကိုတွေကိုပြန်ပြီးတော့ share လုပ်သွားမိမယ်ပေါ့နော်။ကဲဟုတ်ပြီညီကိုတွေပထမအဆုံးကတော့ကျွန်တော်တို့ United အနေနဲ့မနက်ဖြန်ည9:00နာရီခွဲမှာ Nottingham Forest နဲ့ကံမဲ့ပွဲမှာကျွန်တော်တို့ United အသင်းကကျွန်တော်တို့အင်ကြီးပေါ့နော်ဂျာစီကိုမှကျွန်တော်တို့တက်ကစ်ကိုဝစ်စင်ကစားသွားမယ်လို့သိရတယ်ပေါ့နော်ကဲဟုတ်ပါပြီဗျကျွန်တော်အခုဝစ်ထားတဲ့အင်ကြီးလေးပဲနော်ဒီအင်ကြီးလေးကိုဝစ်စင်ပြီးတော့ United အသင်းကကစားသွားမှာပေါ့နော်ကဲဟုတ်ပြီညီကိုတွေနောက်တစ်ခုကတော့ transfer ပေါ့နော် transfer ကတော့ဒါကတော့တခြားမဟုတ်ဘူးပြောနော်ကျွန်တော်တို့ West Ham အသင်းကကျွန်တော်တို့ Lucas ကျွန်တော်တို့ပါကီတာပေါ့နော်လူကတ်ပါကီတာဟုတ်တယ်ဗျလူကတ်ပါကီတာကိုကျွန်တော်တို့ United အသင်းကင်းတောက်တွေက United အသင်းတာဝန်ရှိသူတွေအကုန်လုံးကစောင့်ကြည့်နေတယ်နောက်တစ်ခုကတစ်ခုထူးခြားတာကသူ့ရဲ့ပြောရမယ်ဆိုရင် market value ပေါ့နော်သူဘလောက်ကောင်းရဲ့တန်ကြီးဘလောက်ရှိလဲဆိုတာကိုပါလုံးဝကိုဆွေးနွေးနေရပေါ့နော်ဟုတ်ပြီဒီ28နှစ်သားကျွန်တော်ဘရာဇီးသားပေါ့နော်အရက်ကတော့ကျွန်တော်9:17လောက်ရှိတယ်ဒီနေရာမှာကျွန်တော်အနေနဲ့player analysis တော့ကျွန်တော်ဒီနေရာမှာအကျယ်တဝင်းကြီးတော့မပြောတော့ဘူးပေါ့နော်တကယ်ဒီသတင်းလေးကတော်တော်လေး confirm ဖြစ်လာတဲ့အချိန်ကျရင်ညီကိုတွေကိုတက်တက် video လေးနဲ့ဒီဘဲရဲ့ video လေးကိုကျွန်တော်တက်တက်လုပ်ပေးမယ်ပေါ့နော်ကဲဟုတ်ပြီပထမဆုံးအနေနဲ့ကတော့သူကကျွန်တော်တို့ Brazil သားကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ9:17ပေါ့နော်အရက်ကတော့ပြီးတော့ခါကျတော့သူကထူးခြားတာကျွန်တော် AM position ပေါ့နော်သူ့ရဲ့ဈေးကဘယ်လောက်ရှိလဲနိုင်တဲ့တောင်ရှိသူတွေကမေးနေပြီနော်ဝဟန်ကိုတကယ်လို့သူ့ရဲ့ဈေးကလည်းတော်တော်လေးကိုတင်းတင်းနေဆိုရင်တော့ကျွန်တော် United အနေနဲ့ဒီ January အပြောင်းရွှေ့မှာတောင်မှခေါ်ကျင်တယ်ပေါ့နော်ဒါကလည်းအကြောင်းရင်းရှိရဲ့ညီကိုတွေနော်သူ့ရဲ့ position ကကျွန်တော် AM position ကျွန်တော်တို့ attacking midfielder နော်ကျွန်တော်တို့ခုလက်ရှိကျွန်တော်တို့ Ambumo တို့ကျွန်တော် Mason Mount တို့ကုညာတို့စော့နေတဲ့နေရာပေါ့နော်အဲ့နေရာကိုဘာလို့သူ့အနေနဲ့ကျွန်တော်တို့ဒီပြ Amorin ကပြောရမှာဆိုရင်တကယ်တမ်းစဉ်းစားကြည့်ရင်ပြမလို့ဘူးပေါ့နော်ဒီနေရာကဒါပေမဲ့ဘာလို့ခေါ်ကျင်တာလဲဆိုကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ကျွန်တော်တို့ AFC ကျွန်တော်တို့အာဖရိကကပ်ပွဲမှာကျွန်တော်တို့ကစားသမား3ယောက်ပေါ့နော်အဓိကကစားသမားတွေပါနေတယ်ကျွန်တော်တို့အမ်ဘူမိုးရဲ့နေရာပေါ့နော်အဓိကကတော့အမ်ဘူမိုးရဲ့နေရာကိုကျွန်တော်တို့အနေနဲ့အစားထိုးဖို့ပေါ့နော်ရေတူလည်းဖြစ်နိုင်တယ်လို့တကယ်လို့အဆင်ပြေတယ်ဆိုရင်သူ့ကိုအလှည့်ကျစနစ်နဲ့တွားဖို့အတွက်ဒီဘဲကိုကျွန်တော်တို့အသင်းကပြောရမှာဆိုရင်ခေါ်ဖို့လုံးဝစောင့်ကြည့်နေတဲ့အနေထားပေါ့နော်ကဲဟုတ်ပြီညီကိုနောက်တစ်ခုကတော့ကျွန်တော်တို့အသင်းကနေပြီးတော့လိုက်နေတဲ့ကျွန်တော်တို့ဂျာမန်ဘွန်ဒလီဂါကကျွန်တော်တို့စတူဂတ်ကကျွန်တော်အေဂျယ်လိုစတေလာပေါ့နော်သူကတော့သူအသင်းကိုပေါ့နော်ထွက်ခွာခွင့်တောင်းလိုက်ပြီလို့သိရတယ်အဲ့ဒါကလည်းကျွန်တော်တို့ United အသင်းကိုပြောင်းညင်လို့ဖြစ်ဖို့များတယ်ညီကိုတွေနော်ဒီကစားသမားကတော့ရှေ့မှာကျွန်တော်ဗီဒီယိုနဲ့တက်တက်ကိုဒီကစားသမားကဘယ်လိုကစားသမားမျိုးလဲဆိုတာကိုကျွန်တော် analysis video ရှိရပေါ့နော်ညီကိုတချို့ညီကိုတွေမကြည့်ရသေးရင်လည်းကျွန်တော်ရဲ့ video လေးကိုတွားကြည့်လို့ရတယ်ပေါ့နော်ဒီကစားသမားကတော့ကျွန်တော်တို့ပေါင်တန်း44ဝန်းကျင်50ပေါ့နော်ကျွန်တော်တို့စာချုပ်ပါညာနဲ့ဆိုရင်တော့50လောက်တော့ကျနိုင်မယ်ဒီကစားသမားကိုလည်းကျွန်တော်တို့ United အသင်းကဒီ January မှာပေါ့နော်ဖြစ်နိုင်ဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်ကစားသမားလို့သိရတယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ညီကိုတို့ကျွန်တော်တို့သတင်းကောင်းတွေပေါ့ဒါတွေကတော့နော်ဒါတွေကတော့သတင်းကောင်းတွေကျွန်တော်တို့ခုလက်ရှိအော်တိုဘာလပေါ့နော်ဒီအော်တိုဘာဒီနေ့ဆိုရင်31ပေါ့နော်အော်တိုဘာ31နောက်ဆိုရင်ကျွန်တော်တို့နိုဝင်ဘာလကိုရောက်ပြီအော်တိုဘာလထဲမှာကျွန်တော်တို့ United အသင်းနီးပြပေါ့နော်အကောင်းဆုံး manager of the man ပေါ့နော်အော်တိုဘာတစ်လလုံးရဲ့အကောင်းဆုံး manager of the man နဲ့မှာကျွန်တော်တို့ရဲ့နီးပြကြီး Amo တွေပါလာပြီ၄ယောက်ပေါ့နော်၄ယောက်အာဒီတာလည်းပါတယ်ပေါ့နော်အာဆင်နယ်နီးပြအာဒီတာပါမယ်ကျွန်တော်တို့Aston Villa နီးပြ Emery ပါမယ်ဗျာနော်ကျွန်တော်တို့ဘုံမောင်နီးပြလာလည်းပါမယ်ပေါ့နော်၄ယောက်ပေါ့နော်ညီကိုတို့ကနော်၄ယောက်ရှိမယ်ကျွန်တော်တို့နီးပြကြီးဒီပြောရမှာဆိုရင်ဒီကျွန်တော်တို့ရနိုင်ဖို့များတယ်ပေါ့နော် United အသင်းအနေနဲ့3ပွဲကစားထားမှာ3ပွဲလို့နိုင်တယ်နိုင်တဲ့တင်းတွေကလည်းလုံးဝအချပင်တင်းတွေမပါဘူးပေါ့နော်စန်ဒါလန်ကိုအချပင်လို့ပြောလို့မရဘူးညီကိုတို့စန်ဒါလန်ကအခုလက်ရှိ Premier League မှာထိပ်မှာဇယားထိပ်မှာရပ်တည်နေတဲ့အသင်းအဲ့အချိန်မှာကျွန်တော်တို့ကနိုင်ခဲ့တာနောက်တစ်ခုကကျွန်တော်တို့လီဗာပူးပေါ့နော်လီဗာပူးဆိုရင်ကျွန်တော်တို့ Anfield away ကွင်းမှာနိုင်ခဲ့တာ Brighton ဆိုရင်ကျွန်တော်တို့ဂိုးပြတ်ခြေပြတ်နဲ့ကိုကျွန်တော်တို့ Brighton ကိုလည်းနိုင်ခဲ့တာအဲ့တော့ခါကျတော့ကျွန်တော်တို့နီးပြရင်းနဲ့ဒီပြောရမလို့ဒီ manager of the man ကိုမရနိုင်တဲ့အကြောင်းတော့မရှိဘူးပေါ့နော်ညီကိုတို့နော်ဒါကတော့ကျွန်တော်တို့ United အသင်းအတွက်ပြောရမယ်ဆိုရင်ဂုံတစ်ခုပဲဗျာအဲ့တော့ခါကျတော့ရားစီခြင်းနဲ့ရရင်တော့ပိုကောင်းတယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့နောက်တစ်ခုကတော့ကျွန်တော်တို့manager of the man ပြီးရင် player of the man ပေါ့နော်ဒီအော်တိုဘာတစ်လလုံးအကောင်းဆုံးကစားသမားစုထဲမှာကျွန်တော်တို့ရဲ့အသင်းကကျွန်တော်တို့အမ်ဘူမိုပါတယ်ပေါ့နော်အမ်ဘူမိုကကျွန်တော်တို့ United အသင်းရဲ့ပြောရမယ်ဆိုရင်ဒီ player of the man ထဲမှာ
ပါတဲ့တဦးလေးတော့သူပေါ့နော်ဟုတ်ပြီတခြားကစားသမားတွေလည်းပါသေးတယ်ညီကိုတွေ Gas Aston Villa ပေါ့နော်ကျွန်တော် Newcastle က Griezmann ပါမယ်ကျွန်တော်တို့ Man City တင်းက Haaland ပါမယ်ပေါ့နော်ဘုံမောက်တင်းက Krupi ပါမယ်ကျွန်တော်တို့ Manchester United တင်းက Mbumo ပါမယ်ကျွန်တော်တို့Sunderland တင်းက McKeely ပါမယ်ကျွန်တော်တို့ Brentford တင်းက Thiago ပါမယ် Arsenal တင်းက Timber ပါမယ်ပေါ့နော်ကဲဟုတ်ပြီဒီမှာလဲကျွန်တော်တို့ United အသင်းကကစားသမားတစ်ယောက်ပါနေတာဖြစ်တဲ့အတွက် Mbumo နေနဲ့လည်းပြောရမယ်ဆိုရင်ဒီ player of the man ကိုမှန်းလို့ရရတယ်ညီကိုတွေနော်ဘာလို့လဲဆိုတော့ကျွန်တော် Brentford နဲ့အသင်းမှာလည်းသူ့အနေနဲ့နှလုံးလောက်ထိကိုနှလုံးလောက်ထိကိုသူတွင်းခဲ့တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့အသင်းကကစားသမားဒီ Mbumo ကလည်းဒီ player of the man မှာကျွန်တော်တို့မျှော်မှန်းလို့ရတယ်ရပါသေးလို့လည်းကျွန်တော်အနေနဲ့ဒီနေရာနေပြီးဆူတောင်းတယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတွေနောက်တစ်ခုကတော့နီးပြကြီး Amorim ကကျွန်တော်တို့ Nottingham Forest နဲ့ပွဲမတိုင်ခင် interview တစ်ခုမှာပြောခဲ့တာလीပေါ့နော်ဒါကတော့ကျွန်တော်တို့ AFCUM ပေါ့နော်ကျွန်တော်တို့ဆောနာပြောခဲ့တယ်ကျွန်တော် AFCUM ကျွန်တော်တို့အာဖရိကကပ်မှာကျွန်တော်တို့ Mbumo Ahmed တို့ကိုလက်လွတ်ရမိအပေါ်မှာပေါ့နော်သတင်းတောက်ကမေးတာပေါ့နော်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့နီးပြ Amorim အနေနဲ့ဘယ်လိုမျိုးဖြစ်လဲပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်တို့အသင်းအနေနဲ့အနေငယ်တော့ခက်ခဲသွားဖို့တော့ရှိတယ်ဒါပေမဲ့တခြားကစားသမားလေးတွေအတွက်တော့အခွင့်အရေးတစ်ခုပေါ်ပေါက်လာတယ်လို့ပြောလို့ရပါတယ်ပေါ့နော်ပြောချင်တာကကျွန်တော်တို့လူငယ်ကစားသမားလေးတွေလည်းရှိနေသေးတယ်ကျွန်တော်တို့ကိုဘီမိုင်းတို့ရှိရယ်ဇီတို့ရှိရယ်ပေါ့နော်သူတို့အနေနဲ့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ပွဲတွေကစားဖို့အတွက်မျှော်လင့်လို့ရတဲ့အနေထားသူတို့အတွက်အခွင့်အလမ်းတစ်ခုရနိုင်မယ်လို့ပြောချင်တာပေါ့နော်ပြီးတော့ခါကျတော့ကျွန်တော်အနေနဲ့လေ့ကျင့်ခွင့်မှာစောင့်ကြည့်နေရတဲ့လောက်ဆိုရင်တဲ့ကျွန်တော်တို့အတင်းမှာကစားဖို့ထိုက်တန်တဲ့သူတွေရှိနေတယ်ပြောချင်တာကျွန်တော်တို့လူငယ်ကစားသမားလေးတွေကိုလည်းကျွန်တော်တို့အသင်းကနေပြီးတော့ပေါ့နော်အရှိမှလည်းပြောခဲ့တယ် trainee တွေပါဒီမှာဝင် join နေပေါ့နော်ဒီလူငယ်လေးတွေကိုပဲအဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ထုတ်သုံးလာမလားဆိုတာကိုကတော့ကျွန်တော်တို့အဲ့Mbumo Ahmedကျွန်တော်တို့မန်ဇာရာကိုရောပေါ့နော်3ယောက်ကိုလက်လွတ်ရတဲ့အချိန်ကြာရင်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အဲ့ချိန်ကြာရင်ကျွန်တော်တို့အသင်းအနေနဲ့ဇန်နဝါရီအပြောင်းရွှေ့ကာလာလည်းဖွင့်ပြီဆိုတော့ကစားသမားတစ်တွေပါရောက်လာတာနဲ့ဗာနဲ့ဆိုရင်တော့တော်တော်လေး fine သွားမယ်လို့ထင်တယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒဏ်ရာကနေပြီးတော့တော်တော်လေးကိုအလင်းမြန်တက်တာပြီးတော့ကျွန်တော်တို့အသင်းနဲ့အတူတူ trainee တွေပါပူးပေါင်းလာပြီဖြစ်တဲ့ကျွန်တော်တို့မာတီနဲ့ပေါ့နော်မာတီနဲ့ရဲ့သတင်းလေးပေါ့နော်သူကလုံးဝအသင်းနဲ့အတူတူကျွန်တော်တို့ trainee ပါပေါင်းလာပြီဒါပေမဲ့လည်းကျွန်တော်နီးပြကြီး Amorim ကိုမေးတဲ့အချိန်မှာတော့နော်ဟုတ်ပဲလီချာကပေါ့နော်လီချာကကျွန်တော် Nottingham Forest နဲ့ပွဲကိုသူကကစားခြင်းတယ်ဒါပေမဲ့သူ့အနေနဲ့ကတော့နီးပြ Amorim အနေနဲ့ကတော့လုံးဝကစားခွင့်မပေးသေးပါဘူးတဲ့သူ့အနေနဲ့လုံးဝအချိန်ယူအောင်မယ်ကျွန်တော်တို့မာတီနက်အနေနဲ့အချိန်ယူအောင်မယ်ခုဆိုရင်သူကျွန်တော်တို့နဲ့အတူတူလေ့ကျင့်နေပါပြီတဲ့တဖြည်းဖြည်းနဲ့သူ့ခြေကသူ့အခြေအနေလေးကပိုကောင်းလာပါတယ်ပေါ့နော်တကယ်လဲကောင်းလာပါတယ်သူကလေ့ကျင့်တိုင်းကိုလည်းလုံးဝခွန်အားအပြည့်နဲ့ကိုသူကတော်တော်လေးကိုပေါ့နော်စင်းနေတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့စိတ်ပြင်းထန်မှုတွေကိုခဏလေးတော့သူတီးခံပေးအောင်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကြီးစိတ်ပြင်းထန်နေရဆိုတာလည်းအသင်းတွေလုံးဝကောင်းတဲ့ first တစ်ခုပေါ့နော်အချက်လက်တစ်ခုပါပဲဆိုပြီးတော့ညီပြ Amorim ကပြောခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ညီကိုတွေကျွန်တော်အသင်းကိုဒါကတော့Thiago Walker ကနေပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိရညီကိုတွေဒါကတော့ပြောရမယ်ဆိုရင်သူတို့အာဆင်နယ်အသင်းနဲ့ပေါ့နော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နီးပြ sorry Walker ပေါ့နော် Walker ကနေပြီးတော့ပြောလိုက်တာကသူတို့အာဆင်နယ်အသင်းနေနဲ့Mbumoကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစောင့်ကြည့်ပြီးတော့ခေါ်ယူသင်းတယ်ပေါ့နော်ပြောချင်တာကကျွန်တော်တို့Mbumoကိုကြိုက်နေတာဗျာသဘောကျနေတာနှစ်သက်နေပြီခုဆိုရင်ကျွန်တော်တို့အသင်းတွေတော်တော်များများကပေါ့နော်ဟုတ်တယ်ညီကိုတွေအသင်းတွေတော်တော်များများကနှစ်သက်နေတဲ့အနေထားပေါ့နော်ကဲဟုတ်ပြီနောက်ဆုံးကတော့ညီကိုတွေနော်ကျွန်တော်တို့ဒါကတော့ United ကပေးတဲ့ player of the man ပေါ့နော် sorry ဟုတ်တယ် player of the man ပေါ့နော်ကျွန်တော်တို့ဒီအော်တိုဘာတလလုံးရဲ့အကောင်းဆုံးဆုရှင်ပေါ့နော်ဒါကတော့ Manchester United ကစားသမားတွေကိုပဲပေးမှာ Manchester United တီးတန့်ပေါ့အဲ့ထက်မှာကျွန်တော်တို့ United ကစားသမား4ယောက်ပေါ့နော်ဒီယာဒီမှခေါ်ထားတဲ့ကစားသမားတွေအများစုပါဝင်နေတယ်ဟုတ်တယ်ညီကိုတွေနော်ကိုသမားလေးစင်မလက်မှန်ရဲ့ကျွန်တော်တို့ကုညာရဲ့Mbumoရဲ့ကျွန်တော်တို့ဒလက်ရဲ့ပေါ့နော်သူတို့4ယောက်ထဲကနေပြီးတော့ကျွန်တော်တို့ United ကနေပြီးတော့ရွေးချယ်သွားမှာMbumoကတော့ပြောရမယ်ဆိုရင်နေရာတိုင်းမှာပါနေညီကိုတွေနော်ကျွန်တော်တို့ပြီးခဲ့တဲ့ week 9မှာလဲကျွန်တော်တို့ United ဒါ Premier League ကပေးတဲ့ Player of the Match week မှာလဲကျွန်တော်တို့Mbumoကပဲရခဲ့တာပေါ့နော်အဲ့တော့ခါကျတော့Mbumoနေတဲ့တော်တော်လေးကို United အသင်းမှာတောက်ပနေတဲ့ခြေဝင်ဖြစ်နေပြီလို့တောင်ပြောလို့ရတယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတွေကျွန်တော်တို့အသင်းအနေနဲ့ဒီ Nottingham Forest နဲ့ပွဲမှာလဲ Mbumo အနေနဲ့ဂိုးတွေအများကြီးသွင်းပြီးကျွန်တော်တို့တင်ထပ်ပြီးတော့၄ပွဲဆက်အနိုင်စီချီတက်မယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာအဆုံးသတ်ပါရဗျာနော်
ကဲဟုတ်ပြီညီကိုတွေကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှမတစ်ယောက်ချင်းဒီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာနော်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နဲ့အောင်နော်